ပဲမင်္ဂလာပါဒီနေ့ကတော့ရောင်းနေလဲဝင်ပြီးစားလို့လည်းရန်ကောင်းတဲ့ကိုရီးယားကွန်တော့ပြုတ်လို့နေလေးကိုပြပြပေးတော့မှာဖြစ်ပါတယ်ရှင်ရှင်ဦးဆုံးထွေထွေ3ဂျုံကိုစံချိန်ကွက်နဲ့နှစ်ခွက်ထည့်ထားပေးပါမယ်ရှင်စံချိန်ကွက်နဲ့ဆိုလို့ရှိရင်အိမ်မှာလေလွယ်လွယ်ကူကူသုံးပြလို့ရအောင်လို့ပါပြီးရင်တော့တကြားထမင်းစားစွန်းနဲ့လေးစွန်းထည့်ထားပေးပါမယ်ပြီးရင်တော့ yeast ကိုလက်ဖက်ရည်စွန်းတစ်စွန်းထည့်ပေးပါမယ်ပြီးရင်တော့အနည်းငယ်နှက်ဆက်သွားအောင်လို့ဝေပေးပါမယ်နော်အဲ့ဒီချိန်မှာစားလေးနည်းနည်းထည့်ပေးလိုက်မှကောင်းပါတယ်နော်ပြီးရင်တော့စက်ဦးတစ်လုံးကိုဖောက်ပြီးတော့ထည့်လိုက်ပါမယ်နည်းနည်းမှုပြီးသွားတဲ့အခါမှာစံချိန်ကွက်နဲ့ပဲရေတစ်ခွက်ထည့်ပြီးတော့နှက်ဆက်သွားအောင်ပြန်လည်ပြီးတော့မွေပါမယ်မွေလို့ကောင်းကောင်းနှက်ဆက်သွားပြီဆိုရင်သူ့ကိုနိုင်ရွက်ကနေပြီးတော့45မိနစ်ထိနှက်ထားပေးပါမယ်နော်အဲ့ဒီအချိန်မှာကြက်ဥချောင်းလေးပြင်ဆင်ပါမယ်ကြက်ဥချောင်းလေးတွေကိုတုပ်ကလေးတွေနဲ့အသင်းထိုးပြီးတော့ပြင်ထားပေးမယ်နော်နိုင်ဝက်45မိနစ်အကြာမှာမုတ်သားကကြည့်လိုက်လို့ရှိရင်ပွားပြီးတော့တက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲအချိန်မှာညီမတို့ဘာလုပ်ရမလဲဆိုရင်စီကိုတက်ထားရပါမယ်။ပေါင်မှုကြောက်ကလေးလည်းလိုအပ်ပါတယ်နော်။ပြီးရင်မုတ်သားကိုကျဲဥချောင်းနဲ့ပတ်ပါရမယ်နော်။ကျဲဥချောင်းပတ်တဲ့အခါမှာကိုကမုတ်ကိုကြီးချင်ရင်ကြီးချင်တယ်လို့များများပတ်ပေးလို့ရပါတယ်နော်။ရေးကြီးဆုံးချက်တစ်ခုကတော့စီပူနေတဲ့အချိန်မှာထည့်ရမှာဖြစ်ပြီးတော့မုတ်သားကိုစီရဲထည့်ပြီးတဲ့အချိန်မှာစီကိုအလဲအလက်နေရာမှာသာထားပြီးတော့ကြော်ပေးရမှာဖြစ်ပါတယ်။ကြော်ရမယ့်အချိန်ကတော့မီအေးနဲ့3မိနစ်ကနေ5မိနစ်ကြော်ပေးရမှာဖြစ်ပါတယ်။မုံကဒီလိုအရောင်လေးဖြစ်လာပြီဆိုလို့ရှိရင်ချက်ပါပြီ။ချက်မချက်ကိုတေးကြခြင်းနဲ့ဆိုရင်တုပ်ချောင်းကိုမုတ်သားရဲထိုးထည့်ပြီးတော့ပြန်ဆွဲထုတ်လိုက်တဲ့အခါမှာဘာမှမပါလိုက်ချက်ပါပြီနော်။ကဲအခုကတော့ကွန်တော့လေးကအစင်းသင်းဖြစ်နေပါပြီ။ညီမကတော့ဒီအချိုးနဲ့ကြော်တာ6ချောင်းလို့ရပါတယ်။6ချောင်းနဲ့ဒီအလုံးလေးတစ်လုံးအပူရပါတယ်။ကွန်တော့နဲ့တွဲဖက်စားဖို့အတွက် mayonnaise နဲ့ tomato sauce လေးလိုအပ်ပါတယ်နော်။ညီမကတော့ဒီပိုနေတဲ့အလုံးလေးကိုစားကြည့်လိုက်ပါဦးမယ်ရှင်။ဆော့ဆန်တဲ့အခါမှာဒီလိုလေးအပေါ်အောင်သွားလိုက်လို့ရှိရင်စားချစ်စရာလေးဖြစ်သွားမှာပါကျဲဥချောင်းမပါဘဲနဲ့မုံနစ်လေးအရင်စားကောင်းတဲ့ကွန်တော်လေးပါနော်အခုပဲလှုပ်ရှားကြည့်လိုက်နော်